အဲ့ကိုဖုန်းနဲ့တစ်ချက်ကင်ထားအောင်ဒီလိုမျိုးလေးရညောင်းလာသူ့ကောင်လေးမကြိုက်ဘူးလေငါးကောင်လေးရေတို့ငါးကောင်လေးကြိုက်တာမကြိုက်တာကိုပြောနေရမဟုတ်ဘူးငါးဖန်နေရဘယ်သူမှမကြိုက်ဘူးတော်တော်များများဒီဘင်ကိုလိုက်ဝင်နေမင်းကလေးတိုင်းကိုမြည်ကြည့်လိုက်ငါတို့ဘက်ကနေပြီးတော့ငါတို့ကမတင်တတ်ဘူးအမှန်တိုင်းပြောရင်လည်းမတင်တတ်ဘူးကွာတကယ်လို့တင်တတ်တဲ့မင်းကလေးဆိုရင်လည်းအကောက်ကိုပြင်ပြီးလိုက်ဝင်နေဆိုတာဆက်စစ်ဖန်အော်တိုကျသွားသည်လားဘယ်သူမှမကြိုက်ဘူးကွာဒီလားဟုတ်အကိုပြောပြတဲ့အထိပ္ပယ်ကိုလည်းနားလေတယ်ကိုကတင်ရချင်တာကွာနန်းကိုဒီလိုဒီเจ้าဆိုပြီးတင်ရချင်ဒါပေမဲ့နန်းဘက်ကအကိုပြောတဲ့လိုမျိုးမတင်တတ်တာကွာဒီလားဘာလို့နှိပ်ပြီးဘယ်လိုတင်ရမလဲဆိုတော့မတင်တတ်တာဒီလားသဘောပေါက်လားဒါပေမဲ့နန်းကအဲ့လိုတကယ်လို့အကိုပြောပြချင်တယ်ဆိုနန်းရဲ့ chat box မှာလာပြီးပြောပြပြီးရှင်းပြလို့ရတယ်ကွာဒီလားအဲ့လိုမျိုးအကိုပြောတော့မရှိဒီမှာတခြားသူတွေကမတင်နဲ့နန်းအဲ့လိုမျိုးမတင်မဲဒီလားအဲ့လိုမျိုးလေအဲ့လိုမျိုးဆိုအဲ့ကြောင့်သူတို့ကမကြိုက်ဘူးဖြစ်နေလို့ပြောလိုက်တာနန်းဒီလားပြီးမှအကိုတစ်ချက်လမ်းလာရှင်းပြလိုက်ပြီနော်ဘယ်လိုမျိုးလုပ်အောင်လို့ဆိုတော့အကောင့်နဲ့မေးရတယ်ကလန်မရတယ်စိတ်ညစ်တယ်အဲ့အကြောင်းလို့ပါကိုကြီးပြီးမှလမ်းတော့တစ်ချက်တော့လာရှင်းပြပြီးတော့အစကမခံဘူးအစမခံလားမဟုတ်ဘူးရှင်းကျမကိုပြောနေရလို့တောက်လျှောက်ထိုင်မသိနေရဆိုအိုက်ကတွန်းလာအဲ့လို50ရက်ပဲရှိသေးတယ်မကြသေးဘူးလေတချို့ဟာတွေမလုပ်တော့ခုနေ့ကဆိုရင်ဘာကြီးကိုသွားနေတာတကယ်ရိုင်းမှာကစ်ပါဟာဟုတ်တယ်ခုနေ့ကဆိုရင်ဘာလဲမသိဘူးသွားနေလိုက်နေရလိုက်ကြီးလုံးဝကျသွားတာလို့မသိဘူးလိုက်ခွင့်နေတန်းတန်းနဲ့ဘာကိုသွားနေလိုက်တာလို့မသိဘူးလိုက်ခွင့်နေတဲ့အချိန်ကလုံးဝကျသွားလိုက်တိုင်းလည်းမပြေးလိုက်ရအဲ့လိုမျိုးနှိမ့်မိရမှားနေမိရကြအချိန်ကြီးအလကားဖြစ်တော့မှဆိုကဲရရင်ကစ်လီဟုတ်ကဲ့ပါဒီကအစားတန်နဲ့တမျိုးမထင်ပါနဲ့ဟုတ်ကဲ့ပါထင်ပါဦးရှင်ရဲ့စလို့ရပါတယ်နော်စလို့ရပါတယ်နောက်ဆိုလည်းအများနဲ့လာပြလို့ရတယ်နော်9နာရီခွဲဆို live ကြာလွှင့်ပါတယ်ရှင်နိုင်ခွဲဆို live ကြာလွှင့်ပါတယ်လူကြည့်ချင်းလာနေရောကြည့်ပါဟုတ်တယ်ဟုတ်ကဲ့ပါရှင်နဲ့နားအများကြီးတခြားအဲ့လိုသူတို့တွေကလည်းရိုင်းနေတာမှပဲကစ်တာပါအဲ့လိုမရိုင်းနေတော့အဲ့လိုနန်းဟိုအန်မီတွေကတော့ကစ်တာလို့တော့မရှိဘူးရိုင်းနေမှကစ်တာတချို့စားကြတယ်ရိုင်းနေသွားသေးတာ